လာပြင်းပြီးနောက်တစ်စီးဗျာချစ်ပလန်နေအားလုံးမင်္ဂလာပါဗျအကျွတ်မွတ်တို့ကြီးကိုမှကြိုက်ပါတယ်ဆိုတဲ့ချစ်ပလန်နေကိုမအကျွတ်မွတ်တို့တစ်စီးဝယ်ထားပြန်ပြီဗျာဒီကားလေးရဲ့အကျွတ်မွတ်တို့ကဘလောက်ထိအကျွတ်မွတ်တို့ဖြစ်တယ်ဆိုတော့ချစ်ပလန်နေအချက်လောက်ရှင်းပြလိုက်ကြပါဦးဗျာအပြုအမွတ်တွေကိုမှတိုက်ပါတယ်ဆိုတဲ့ချစ်ပလန်းကြီးကဒီရတစ်ပတ်ကအပြုအမွတ်အကောင်းသားတွေဝယ်ပြီးတော့ရောင်းချပေးနေပါတယ်ဗျကြည့်လိုက်ပါအောင်များဒီကားလေးကရှင်းကြီးကိုတွေကောက်ထားတဲ့ကားပါဗျလုံးဝအပြုအမွတ်တို့ကြီးပါဗျနော်လုံးဝကိုလည်းပြောတော့ပါတယ်ဗျာဒီကားနော်နောက်ပါမာလီမှာအပွန်းလေးပါတာလွယ်လို့အပွန်းတန်ရသေးသေးလေးရပါတာလို့ကျန်တဲ့ခင်ဗျားတို့အပြည့်နာစားဘာမှမရှိသေးအောင်လုံးဝအာမခံတယ်ဗျာအိတ်စောကိုတွေအိတ်စောတွေအင်ဂျင်ကန်းတွေအားလုံးကြည့်လိုက်ကီလိုတွေနော်အတွင်းကန်းမြင်းတစ်ချက်တွေဘာတစ်ခုမှပြောစရာမလိုဘူးဗျာနော်အားလုံးကိုအကျွတ်မို့တို့ကြည့်ဗျာနော်ရှယ်တကရှယ်ထဲမှာဒီကားပါပါတယ်ဗျနံပါတ်တက်ကတော့မပြောပါနဲ့24ယူပါဒါပေမဲ့24ယူနဲ့မလိုက်ပါဘူးဗျအားလုံးကလုံးဝကိုအကျွတ်မို့တို့တွေပါပဲဗျာနော်တွင်ကန်းမျက်နှာချက်တွေကနော်ဘေးမိုးကားတွေအကုန်ပါပါတယ်ဗျာအားလုံးဒီပလန်တို့မြင်တဲ့တိုင်းမှာပဲဒါကတော့ကဲဒီကားလေးကိုပြန်လဲရောင်းချပေးပါအောင်မယ်ချစ်ပလန်တို့ရေအားလုံးချစ်ပလန်တွေကျမ်းမာချမ်းသာလမ်းပြပြီလို့ရသနာတွေတလုံးတော့ပါတယ်ပြပါစေကျွန်တော်ကိုမောင်မှာအားလုံးကျမ်းမာချမ်းသာကြပါစေ